ဲဒါဆိုတော့နှချီလေးမျိုးကပုံချိတ်ကုန်တိုင်းမှာပဲရောက်ရှိနေတာဖြစ်ပါတယ်ဒီဟာခလေးတွေဗျာဘလောက်ကုသိုလ်ကံကောင်းလဲဆိုတာတစ်ချက်ပြမယ်နော် Oh my god ကစားကွင်းကိုမှရှယ်ဗျာအမျိုးမျိုးလိမ့်တော့မပြေဘူးပြမယ်နော်လေးတို့ရေ Oh my god လူပြကျူနတ်တယ်လို့ခလေးတို့ရေဆော့ကြမိုက်တယ်ဒီတနတ်ပြမယ်ကဲလာတော့မယ်ရှယ်ပဲဒါဆိုတော့ဂိမ်းဆော့တာပေါ့နော်ဂိမ်းဆော့တာဂိမ်းဆော့လို့ရပါတယ် Oh my god ရှယ်ပဲအဆက်ကျွေးသေးတယ်ရဆော့ရတာပါကဲလိုက်ပြအောင်မယ်နော်အကုန်လုံးလိုက်ကြည့်ပြီးကြအောင်လားနော်မမန်းဂိမ်းတွေနော်ကဲမေးပြမယ်နော်ကဲဒါတက်ချီလင်းပြောဟုတ်ချိတ်ပုံတိုင်းပါ Oh my god အေးတတလေးတွေပြစ်မယ်နော် Oh my god ဘာကောင်းပြစ်ပါလဲဒါလေးတွေပြစ်ပြီးချနေပြစ်နေပြီအိဆော်တယ်ပြင်ပါတယ်ကလေးတွေ Oh my god ကဲဒါဆိုတော့အကျွေးသေးထည့်ပြီးတော့လောက်ဝိတ်ထိုးမှာဖြစ်ပါတယ် Oh my god အိုးတက်သွားအေး900ရဘာရပါဘ900ရဆိုတော့မေးလက်ဝိတ်ထိုးဖို့ကလေးမလေးသွားခေါ်ပြီးတော့ထိုးမှာဖြစ်ပါတယ်ကလေးမလေးပတ်ဆက်ပြီးထိုးရတယ်တဲ့ဗျာနော်ကျော်လဲပတ်ဆက်ပြီးတော့ထိုးမှာပါလို့ပြောရပါတယ်ဗျာဟိုမှာပတ်ဆက်သွားလဲတယ်အကျွေးသေးထည့်ထိုးမှာဖြစ်ပါတယ်ဗျာနော်ထိုးသေးတယ်နော်ရပြီတဲ့ဘာမှမရှိတာချင်းလေးပါတော့လာတယ်လက်